မင်္ဂလာရှိတော်ညချလေးပါခင်ဗျာဒီညမှာလဲချစ်ပရိတ်တဲ့အတွက်ဖြစ်ရမှန်ကြောက်စရာဆက်လန်းကောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဆက်လန်းလေးမတင်ဆက်ခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဒီတစ်ခါတင်ဆက်မိဆက်လန်းကတော့ရွာထဲကအလောင်းအပိုင်း3ဖြစ်ပါတယ်ဒီဆက်လန်းကိုပို့ပြီးအသက်ဝင်စေခြင်းနဲ့ရီးလေးပိတ်ပြီးငကြက်လေးတက်ကနားဆင်ကြည့်ပါခင်ဗျာအဖေရဲ့ကျမရေးမကောင်းရတဲ့အထက်စပားအိတ်တွေမထမ်းပါနဲ့လို့ပြောတာမရဘူးခုတော့ကိုယ်တွေလက်တွေကိုက်ပြီးဖျားတက်နေပြီမလားမြတ်ခွာညိုကဖခင်ဖြစ်သူကိုကရုဏာမေတ္တာဖြင့်အပြစ်တင်ရင်ကိုယ်တွေလက်တွေကိုနှိမ့်နယ်ပေးလို့နေတယ်သူတို့မှာသားအဖနှစ်ယောက်တည်းရှိပြီးလောက်ကင်စားတောက်တာအပြည့်အစုံကြီးမဟုတ်ပေမဲ့မပူမပင်တော့နေနိုင်တယ်ဖခင်ကိုတန်ရောစင်ကြီးတဲ့စိတ်နဲ့အိမ်ထောင်မပြုတ်တော့ဟုဆုံးဖြတ်ထားပေမဲ့ဖခင်ကတော့အိမ်ထောင်ကြစေချင်တယ်ဒါမှလည်းလူဆုံးပါသွားတဲ့အခါသမီးကိုဆောက်ရှောက်နိုင်မှာမဟုတ်လားသမီးရဲ့ရပါတယ်ကွယ်ငါသမီးလည်းဖေ့ကိုပြုစုရတာနဲ့ပဲပင်ပန်းလာပါပြီဒီလိုလည်းမဟုတ်ပါဘူးအဖေသမီးကအဖေကိုပဲပြုစုချင်တာပါတာရုကွယ်တာရုမြတ်ခွာညိုကဖခင်ကိုပြုစုရတာကိုပင်ပန်းတယ်ဟုမထင်ဖခင်တက်တာရင်သူစိတ်ချမ်းသာပြီလေအခုတစ်ခေါက်သူ့အဖေဖျားတာကရက်ကကြားလာတယ်တခါတရံအဖျားတက်တာကကြောက်စရာကောင်းလောက်အောင်စိုးရိမ်ရပါတယ်တညမှာဟင်းချမ်းလိုက်တာသမီးရဲ့ချမ်းလိုက်တာအဖေဟာခန္ဓာကိုယ်တွေလည်းချစ်ဖြစ်တော့ပူနေပါလားမြတ်ခွာညိုလွန်စွာစိုးရိမ်လို့သွားတယ်ခဏလေးအဖေခြေရင်းအိမ်ကအဘဆိုးကိုသွားခေါ်လိုက်အောင်မယ်မြတ်ခွာညိုကခြေရင်းအိမ်တို့ရစ်ထွက်လာပြီးခြံရှိမှအဘဆိုးရေအဘဆိုးဟေးဘသူလဲသမီးပါမြတ်ခွာညိုအဖေအဖျားတွေတအားတက်နေလို့လာခဲ့ပါဦးအဘဆိုးရဲ့အေးလာမယ်မြတ်ခွာညိုကခြံရှိမှထွက်မိအပြုဟင်အမှုတမပေါက်ကြီးနဲ့ဖိုးချိုတို့နှစ်ယောက်ကိုတွေ့လိုက်ရတယ်ဟမ်မြတ်ခွာညိုနေ့အဖေဘာဖြစ်လို့လဲအဖျားတွေတက်နေလို့ဟာဦးလေးကျော်တင့်ကငှက်ဖျားရှိတယ်မလားဖိုးချိုလာတို့တွေလိုက်ကြည့်အောင်မြတ်ခွာညိုနောက်တို့ပေါက်ကြီးနဲ့ဖိုးချိုတို့လိုက်လာကြရင်အိမ်ပေါ်ရောက်တော့ဦးကျော်တင့်ကိုတွေ့လိုက်တော့ခါဟာဆုံးပြီနဲ့တူရဲ့မျက်ဖြူကြီးလန်ကငိမ်တွက်နေတော့ဦးကျော်တင့်ကိုမြင်၍လန့်သွားတယ်မြတ်ခွာညိုကစိုးရိမ်သွားပြီးအဖေဘေးကလှုပ်ခေါ်တော့လဲမရဦးကျော်တင့်ကငိမ်တက်လို့သွားတယ်အဘဆိုးရောက်လာတော့မြတ်ခွာညိုကအဘဆိုးအဖေကိုကြည့်ပါအောင်ခေါ်လို့မရတော့ဘူးနေပါဦးဟာငါကြည့်ပါဦးမယ်အဘဆိုးကလက်တွေခြေတွေကိုဆန်းရင်းခေါ်တော့လဲဦးကျော်တင့်ကမလုပ်တော့ဆုံးပါပြီအဘဆိုးရာကျုပ်တကြီးတွားပြောလိုက်အောင်မယ်ပေါက်ကြီးကဖိုးချိုကိုခေါ်၍အိမ်ပေါ်မှဆင်းသွားတော့မြတ်ခွာညိုရဲ့ရှိုက်ငိုတန်ကကြေကွဲဖွယ်ရာထွက်ပေါ်လာသွားတယ်မငိုပါနဲ့တော့မြတ်ခွာညိုရဲ့အကိုကျော်တက်လဲဒူမကိုဘယ်ခွဲချင်ပါမလဲရှိုက်ငိုနေတော့မြတ်ခွာညိုကိုရွာထဲကမိမကြီးများကနှစ်သိမ့်လို့နေကြတယ်အဖေတေးတာကိုတမီးမယုံဘူးတွေးလေးတို့ရဲ့အဖေအသက်ထက်ချိန်မှာတမီးအနားမှာမရှိဘူးဟဲဘယ်သူအကိုကျော်တက်နားမှာရှိလဲသူမဘယ်သူမှမရှိပါဘူးတွေးလေးတမီးကအဘဆိုးကိုပြေးခေါ်နေတာကျော်ငွေကကျွတ်ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ဖြီး၍ဖျားငါထင်တယ်လို့ဖြစ်မလာပါစေနဲ့ပြောရာမြတ်ခွာညိုကတွေးလေးပါရီထင်လို့လဲဘာမှမဟုတ်ပါဘူးသူမဘာမှမဟုတ်ပါဘူး
ဒေါ်ငွေကစကားကိုလျှော့ချလိုက်တယ်။ရွာရဲ့ထုံးစံအတိုင်းအကြောင်းကြီးငယ်ရှိလာတော့ညနဲ့တကောင်ဖြစ်စေကမူအပြေးရောက်လာကြတယ်။တကြီးရောက်လာပြီးညခွာညိုရေညီအဖေအလောင်းကိုပြင်စရာရှိတာပြင်အောင်ဟေးညခွာညိုလဲမျက်ရည်တွေတုပ်ရင်ခေါင်းကိုငိတ်ပြလိုက်တယ်။ထိုစဉ်ညခွာညိုတို့ခြံရှိမှတကြီးရေဟေးဘသူလဲကွာကျုပ်ပါတာနိုးကညခွာညိုတို့ခြံထဲဝင်လာကအိမ်အောက်မှနေ၍တကြီးအားကျုပ်သားလေးပျောက်သွားလို့တကြီးရေအိမ်နေတော့ပျောက်သွားတာကလေးကကျမ်းမာရေးကောင်းတာမဟုတ်ဘူးတကြီးခဏတက်နေတာတာနိုးကလမ်းပြောတော့တကြီးကောင်းခဲသွားပြန်လေပထမတစ်ခေါက်မိုးကြီးတို့ရဲ့ကလေးနှစ်ယောက်လုံးကတက်တိယောဂရှိကြတယ်လာကြကွာတာနိုးလောက်လိုက်သွားကြမယ်ပေါက်ကြီးနဲ့ဖိုးချိုတော့နေခဲ့မင်းတို့ကမူးနေတော့ဘာမှအတုံးဝင်မှာမဟုတ်ဘူးအေးပါတကြီးရဲ့တကြီးလဲတာနိုးနောက်ကိုလိုက်သွားပြီးမကြာမီခွာညိုရဲ့အိမ်မှာလူကတိတ်မကြံတော့ညကလည်းနက်တီထက်နက်လို့လာလေရာပေါက်ကြီးနဲ့ဖိုးချိုတို့ကဦးကျော်တဲ့အလောင်းဘေးမှာအရက်ပလင်းထောင်တောက်ကလက်ကြံကုံအောင်မနှဲအားယူတောက်နေရတယ်လွန်စွာကျဲလောင်ဆူရှသောခွေးတကောင်ရဲ့အတန်ကြောင့်ပေါက်ကြီးနဲ့ဖိုးချိုတို့စိုက်နေသောခေါင်းထောင်လို့လာတယ်ခွေးဥတန်ဟာဟိုခွေးရဲ့ဥတန်မလားပေါက်ကြီးကသူတို့ကြုံတွေ့ခဲ့သည့်ညကခွေးနဲ့ကြီးရဲ့အတန်ဟုထင်ကဖိုးချိုကိုပြောလိုက်လေတယ်ဟုတ်တယ်ထင်တယ်ပေါက်ကြီးနှစ်ယောက်သားအတာထ၍အိမ်ပြင်သို့လမ်းကြည့်လိုက်ရာခြံရှိအမောင်ထဲမှာနီရဲနေတော့မျက်လုံးနှလုံးပေါက်ကြီးဟိုမှာအေးဟုတ်တယ်တယောက်နဲ့တယောက်လေတံတိုးနဲ့ပြောရင်းအခြေအနေကိုစောင့်ကြည့်လိုက်တယ်ဒုတိယတစ်ကြိမ်ထပ်၍ယူလိုက်ပြန်တယ်ကြက်တင်းတွေထားလိုက်တာပေါက်ကြီးနဲ့ဖိုးချိုတို့ကြောက်စိတ်ဝင်လို့လာတယ်အခုတစ်ကြိမ်ဥလိုက်တဲ့အတန်ကအရင်နှစ်ကြိမ်ဥတဲ့အတန်ထက်ပို၍ကျဲလောင်ဆူရှလွန်းတယ်ဘာကိုလဲပေါက်ကြီးကနောက်လက်ကြည့်ရင်ပြောတော့ဖိုးချိုကနားမလည်၍မေးလိုက်တယ်ဦးလေးကျော်တဲ့အလောင်းမရှိတော့ဘူးကွာအလောင်းပြင်ထားသည့်နေရာတွင်အလောင်းကမရှိတော့တာကိုတွေ့၍အကြောက်လွန်သွားတယ်ဘယ်ရောက်သွားတာလဲခွာညိုပင်မှာလဲသူ့ကိုပြောမှဖြစ်မယ်ခွာညိုအပေါ်ထက်အခန်းမှာအိတ်နေမှာပေါ့လာဖိုးချိုလိုက်ရှာမယ်ပေါက်ကြီးနဲ့ဖိုးချိုကကြောက်နဲ့နောက်ဖေးဖက်တို့ဝင်လာတယ်အိုးခွက်ပကံတို့ကြတန်ကြား၍ကြီးလိုက်ရာအမောင်ထဲတွင်ငုတ်တုတ်ထိုင်နေသောမဲတဒံကြီးကိုတွေ့ရတယ်ဦးလေးကျော်တဲ့ကွာနှစ်ယောက်သားရှေ့သို့တိုးကကြည့်လိုက်တဲ့အခါအိုးထဲကိုဟင်းတွေလောင်းချပြီးစားနေတယ်ဟုတ်ကဲ့ဖုတ်ဝင်သွားပြီနဲ့တူတယ်ကွာသမင်းအိုးထဲမှသမင်းနဲ့ဟင်းကိုအမောင်ထဲတွင်အားပါတရစားနေသောဦးကျော်တင့်ကိုကြည့်ကပေါက်ကြီးနဲ့ဖိုးချိုတို့ကြောက်လွန်း၍အိမ်ပေါ်မှပြေးစင်းကလာခဲ့တော့တယ်ဟုတ်တယ်တကြီးကျွန်တော်မညာပါဘူးတကယ်ပြောတာပေါက်ကြီးကအတန်တုံဖြင့်ရှင်းပြသလိုမျက်နှာမှာလဲချွေးတီးချွေးပေါက်တို့ကြားနေတာကိုတကြီးကကြည့်ပြီးပြဿနာကတခုမပြီးသေးဘူးတခုကတက်ပြန်ပြီးစိတ်ညစ်ပါတယ်ကွတို့ရွာလဲဘယ်လိုဖြစ်နေလဲမသိဘူးဦးလေးကျော်တင့်ကဟုတ်ဝင်တာဗျာသူအစာမစားနိုင်တာကြပြီအခုမှထစားတာခွေးနဲ့ကြီးမဥခင်ထိဘာမှဖြစ်တာမဟုတ်ဘူးဥပြီးမှအဲ့လိုဖြစ်သွားတာတကြီးလဲစဉ်းစားရကြက်နေတယ်ဒါနိုးကလည်း
သူကလေးပြောက်လို့ဒေါသတွေထွက်သူ့မိန်းမတငုံငိုဒေါ်စိန်အိမ်မက်မက်နေတာမှန်နေလားမသိကလေး9ယောက်ပြည့်အောင်ခေါ်မယ်ဆိုပြီးတကြီးကအခြေအနေကိုတုံးတက်ပြီးကဲတာနို့လောလောဆယ်တော့ဘာမှမတက်နိုင်သေးဘူးရွာမှာကလေးခိုးလောက်တဲ့လူလည်းမရှိသလိုတခြားရွာကလည်းလာခိုးမှမဟုတ်ဘူးငါလည်းလက်လန်းမိတလောက်စုံစမ်းမယ်လာကြနာရေးအိမ်သွားမယ်ဒီကောင်ငကောင်ပြောတာဟုတ်မဟုတ်သွားကြည့်မယ်တကြီးကထက်သွားတော့ရွာသားများကလည်းနောက်ကလိုက်လာကြတယ်ပေါက်ကြီးနဲ့ဖိုးချိုတို့နှစ်ယောက်ကတကြီးဘေးကကလျှောက်လာပြီးတကြီးကိုကျုပ်တို့ပြောတယ်ဆရာပင့်ပါလို့ဆရာစင်ပေးလိုက်ရင်ဘယ်အကောင်မှရွာကိုလာဖို့မှမဟုတ်တော့ဘူးအေးပါကွာငါကြည့်စီစဉ်ပါမယ်မြခွန်မျိုးတို့အိမ်ရောက်တော့ဥကျော်တဲ့အလောင်းပြင်ထားသည့်နေရာမှာပင်ရှိနေတယ်တကြီးကပေါက်ကြီးနဲ့ဖိုးချိုအားစိတ်ဆိုးသွားပြီးဟိတ်ကောင်တွေမင်းတို့နောက်ဆရာများမှတ်နေလားဗျာကျွန်တော်တို့မနောက်ပါဘူးပုံစံမပြတ်ဥကျော်တဲ့အလောင်းကငြိမ်သက်လို့နေစေမြခွန်မျိုးကအိမ်အပေါ်ထပ်မှဆင်းလာပြီးအဖေဘာဖြစ်လို့လဲတကြီးသူတို့ကဘာတွေပြောနေတာလဲမိအဖေထမင်းစားတယ်တဲ့ဟမ်ဘယ်လိုအဖေထမင်းမစားနိုင်တာ9ရက်ရှိပြီခုလဲဆုံးရကဘယ်လိုချစားမလဲရှင်ရှင်တို့ကျမအဖေကိုပောက်ကရမပြောကြပါနဲ့မြက်ခေါင်မျိုးကငိုတန်ဆွ၍ပြောတော့ပေါက်ကြီးကငါမဟုတ်တာပြောတာမဟုတ်ဘူးမြက်ခေါင်မျိုးရဲ့ဦးလေးကြော်တဲ့ထမင်းစားတာငါတို့နှစ်ယောက်တေချာမြင်တာနေမယုံရင်ထမင်းတွေဟင်းတွေတွားကြည့်ပါလားဟုတ်တယ်မြက်ခေါင်မျိုးထမင်းဟင်းတွေတွားကြည့်စမ်းမဟုတ်လို့ကတော့ဒီနှကောင်ကိုငါကိုယ်တိုင်တန်ပေးမယ်တကြီးပြောစကားကြောင့်မြက်ခေါင်မျိုးကအိမ်နောက်ဖေးမိဖို့ချောင်းတွား၍ထမင်းဟင်းအိုးတို့ကိုကြည့်လိုက်လေတယ်ဟင်းဇံလုံးလေးတွေချက်ပြောင်နေတယ်မနဲ့ဘုံကြီးကျောင်းစွန်းချိုက်ပို့ရန်ချက်ထားသည့်အမဲသားတအိုးလုံးကလည်းအစီတောင်မကြံတော့ဘယ်လိုဖြစ်တာလဲမြတ်ခွန်မျိုးသူ့မျက်လုံးကိုယ်တောင်သူမယုံနိုင်စိတ်ပြတ်စွာနဲ့အိမ်ရှိတို့ထွက်လာ၏မြတ်ခွန်မျိုးကမျက်ရည်တွေကျ၍ခေါင်းခါလိုက်တယ်ထိုအချိန်တွင်ဘီယိုဘော်တွင်တကိုယ်လုံးနှက်မောင်နေသည့်ကြောင်နဲ့ကြီးတကောင်အော်လို့နေတယ်ဟဲ့သွားစမ်းရွာသားတယောက်ကမောင်းလိုက်ရာကြောင်ကြီးကအောက်သို့ခုန်ချသည်ဖြင့်ဥကျော်တဲ့အလောင်းဘေးရောက်လို့လာတယ်ဟာကြောင်ကိုအလောင်းမကျော်စေနဲ့မောင်းဟဲ့သွားတို့တော့ကြောင်နဲ့ကြီးကအလောင်းကိုကြော်ခွန့်ကအိမ်အပြင်သို့ခုန်ချလက်အမောင်ထဲတိုးဝင်ကပျောက်သွားတယ်ဟာဥကျော်တက်မှာမျက်လုံးမိတ်လက်နဲ့ချ၍ထိုင်ပြီးပါဇက်ကလည်းညင်းနေ၏ရွာသားတွေကကြောက်လွန်း၍ကြက်တီတင်နေကြတယ်ဟာမြတ်ခွန်ယူကအဖေဟဲ့ငါကိုထူဆန်းဥကျော်တင်းကပြောရာမြတ်ခွန်ယူကထူမီအပြုတ်အဘဆိုးကမြတ်ခွန်ယူသူ့ကိုမကင်နဲ့အဖေမတည်သေးဘူးအဖေကိုတမီးပြစုရမယ်မလားအဲ့ဒါနင့်ဖေမဟုတ်တခြားအကောင်ဝင်နေတာမြတ်ခွန်ယူဘာလို့ရမှန်းမသိဥကျော်တင်းကခေါင်းကိုရမ်းလက်နေတယ်အဘဆိုးကအခန်းတောင်ကတောင်ဝေးကိုယူ၍ဥကျော်တင့်ရင်ဘတ်ကိုတွန်းလိုက်ရာပလက်လန်လဲလို့သွားတယ်ငါကဘာလို့လုပ်တာလဲအတန်ကလည်းမူရင်းဥကျော်တဲ့အတန်မဟုတ်အတန်အော်ကြီးမြခွန်ယူပြည့်ကြီးပေးစမ်းအဘဆိုးစကားကြောင့်မြခွန်ယူကအပေါ်ထက်ဖျားစင်မှပြည့်ကြီးကိုတွားယူကပေးလိုက်တယ်အဘဆိုးကခွက်ထဲသို့ပြည့်ကြီးကိုထည့်၍မြတ်စွာဘုရားရဲ့တကူတော်ဆရာတော်ဘုရားကြီးရဲ့မေတ္တာရည်စင်အစွမ်းထက်လာတဲ့ပရိတ်တက်ရည်နဲ့ထိပါကနာဘဝတွေထွက်သွားစေဆိုပြီးဥကျော်တဲ့ကိုပေါ်
ပက်ဖြန်းလိုက်တဲ့အခါ ပူတယ်ပူတယ်ပူတယ် ရင်ဘက်ကိုဖိလျက်တူးလိမ့်နေလေ မလုပ်ပါနဲ့ငါမခံနိုင်လို့ပါငါပူလို့ပါငါ့ကိုတနာပါ အဘဆိုးကလည်းပါဇက်ကကုံတော်ကာထာကိုကျုပ်ကပရိတ်ရီကိုခေါင်းကိုကျမ်းပြန်တယ် ငါကောင်းပြီဝဲပါပြီမလုပ်ပါနဲ့ အဖေကိုမလောက်ကြပါနဲ့အဖေအဲ့လိုဖြစ်နေတာကျမမကြည့်ရဘူးမြတ်ခေါင်ညိုကငိုယိုကပြောတော့အဘဆိုးကပရိတ်ရီကိုဖြန်းတာလဲနေရနန့်သွားတာကြောင့်ရက်လိုက်တယ် ပူတယ်ငါမခံနိုင်ဘူးကောင်းလို့ပဲပြောတော့မယ် ဦးကျော်တင်းကအော်ဟစ်ရင်ခဏကြာတော့ငိမ်တက်လို့သွားတော့တယ်ဟုတ်ဝင်တာမနဲ့ကြမှဆရာခေါ်ထုတ်မယ်မြတ်ခေါင်ညိုနင်နေရဲရဲ့လားအဖေဘလို့ပဲဖြစ်ဖြစ်နေရဲပါတယ်အေးတို့ပြန်မယ်ဆရာနဲ့မှရမယ်ထင်တယ်ပရိတ်ရီအိုးတော့ဘေးမှာထားအနေရပေးမယ်ဆိုပတ်လိုက်တကြီးကမာစာရှိတာမာ၍ရွာသားများနဲ့အတူအိမ်ပေါ်မှဆင်းသွားတော့တယ် ငါကိုအစာကျွေးပါငါစာနေပြီ ပါဇက်ကတတွတ်တွတ်ပြောနေသည့်ဦးကျော်တင့်အားမြခွန်ညိုကအဖေဘာစားမှလဲမေးလိုက်ရာဦးကျော်တင့်ကမျက်လုံးပြူး၍ အမေသား အမဲသားကရွာမှာတခါတလေမှရတာလေအဖေရဲ့ ရတယ်အနောက်ပိုင်းမှာရှိတယ်ညကသူတို့ပေါ်တယ် မြခွန်ညိုကကောင်းကိုညှက်၍ထရန်ပြင်ဆင် ငါအခန်းထဲပြောင်းနေနေအောင်ထိချင်ဘူး အဖေအခန်းထဲမှာတအားမောင်နေရလေ မောင်ပါစီငါကမောင်နာနဲ့ကြိုက်တယ်သွားအမေသားရောက်ဆက်ခဲ့ မြခွန်ညိုကခေါင်းလေးငိတ်ကအိမ်ပေါ်ကဆင်းလာတယ်သူ့အဖေဦးကျော်တင့်ကအစားလဲမကြမ်းစကလုံးတွေလည်းကြမ်းတာမဟုတ်လွန်စွာအေးဆေးနူးညံ့သည့်ဖခင်တယောက်အခုတော့မြတ်ခွန်ညိုငါတို့ကြားတာဟုတ်လားတရွာထဲနေတငယ်ချင်းဖြစ်သည့်ချစ်ပွင့်တဲ့လမ်းမှာဆုံတော့မေးတယ်ဦးလေးကျော်တင့်ဖုတ်ဝင်လို့ဆိုမြတ်ခွန်ညိုဘယ်လိုဖြေရမှန်းမသိတီပြီးမှထကမင်းစားကြောင်နဲ့ကြီးကအလောင်းကိုကြော်ထားတဲ့သူ့အဖေကိုသူနားလည်ရခက်နေရဲ့ဟုတ်ဝင်ရင်မြန်မြန်ထုတ်လိုက်မြတ်ခွန်ညိုဦးလေးကျော်တဲ့အတွက်လည်းမကောင်းဘူးငါဘာလို့ရမှန်းမသိတော့ဘူးမြတ်ခွန်ညိုကပြန်ဖြေလိုက်တယ်အဖုံးညိုရှိတာပဲအဖုံးညိုလှုပ်တတ်တာပါမြတ်ခွန်ညိုမက်လုံးထဲတွင်အဖုံးညိုရဲ့ပုံပေါ်လာတယ်အဖုံးညိုကဘိုးတော်လိုဘေးတင်လိုရွာထဲမှာအကြောင်းရှိကကောင်းရင်တက်ထိုင်သည့်လူမျိုးတကြီးကတော့ပြောနေတယ်အဖုံးညိုကအနောက်ပိုင်းမှာအဖွားလေးဖုတ်ဝင်တုံးကသူပဲထုတ်ပေးလိုက်တာလေငါမတိဘူးဟာသူတို့ဘာသာသူတို့ကြည့်စီစဉ်လိုက်မယ်တောင်းမယ်ချစ်ပွင့်ဘယ်သွားမလဲအနောက်ပိုင်းမှာအမဲရမယ်ဆိုလို့ဟမ်စကားဆက်ရှည်နေမည်ဆို၍မြတ်ခေါင်ညိုကချစ်ပွင့်ရှိကနေခတ်တုတ်တုတ်ထလာခဲ့တော့တယ် ငါဘာလို့ကြောက်လဲ အတန်လေးလေးကြီးနဲ့ပြောလိုက်တဲ့ဦးကျော်တင့်ကိုအဘိုးမျိုးကပဒီလုံးကြီးများဖြင့်လယ်ပင်မှဆွဲလက်အနာတို့မရဲတရဲကတ်လာပြီးဟဲ့ဖုတ်ကောင်နင့်ကိုဒီညအပီးထုတ်မယ် ဘာ ကျဲလောင်သည့်ဦးကျော်တင့်ရဲ့အတန်ကြောင့်အဖိုးညိုလန့်လို့သွားတယ် ငါကိုဘာများမှတ်နေလဲလူရွာလုံးကိုတက်ပြစ်လိုက်မယ်နော်ခမည်းအစင်လုံးနဲ့လာမလို့နဲ့ ပြောလဲပြောချလဲထိုင်ရာမျက်နှာစီးရွက်လောက်တာရှိတော့တယ်အခန်းထဲမှာလဲအဖိုးညိုနဲ့ဦးကျော်တင့်နှစ်ယောက်တာရှိတယ်လို့
ရေနံစီမီအလင်းရောင်သာရှိတယ်။ကြံလူများကတော့အခန်းအပြင်ကအခြေအနေကိုစောင့်ကြည့်နေကြတယ်။ ငါဒီမှာနေချင်လို့နေတာမဟုတ်ဘူးလူမပြည့်သေးလို့နေနေတာငါ့ကိုလာမနှောက်ယှက်နဲ့ အဘိုးညိုကကြောက်နဲ့မျက်လုံးကိုမိတ်ကာဂုံတော်တို့ကိုအဆက်မပြတ်ရွတ်လို့နေတယ် ဘာမှမလုပ်နဲ့တွားတော့ကြားရဲ့ကုတ်ချုံတက်နေတယ်လူပြည့်ရင်ငါကဒီမဲကြီးစီသွားမှာထပ်သွား ။ဦးကျော်တင်းရဲ့လေတံကကြောက်စရာကောင်းတီထက်ကောင်းလာသလိုအဘိုးညိုကလည်းကြောက်လွန်းလာတာကြောင့်အခန်းပြင်ထွက်လာကြတယ်။အိမ်ရှိခန်းမှာအားလုံးထိုင်တော့အဘိုးညိုကမလွယ်ဘူးတကြီးဟုတ်ပရင်ကတ်နေတာဆရာကောင်းနဲ့ထုံမရမယ်။တာမန်လောက်ကကျုံနိုင်တယ်။အခုကောင်ကနေတဲ့ကောင်မဟုတ်ဘူးခက်တယ်ဗျာဘယ်လိုလှုပ်ရမှန်းကိုမသိဘူးရွာနာတယ်ဆိုတာအဲ့ဒါကိုပြောတာတကြီးကစိတ်ပြတ်စွာပြောလိုက်လေတယ်ဒီတိုင်းထားလို့ပဲဖြစ်မလဲကောင်မလေးကိုလည်းမာထားရအောင်မယ်သူဘာတောင်းမပေးနဲ့လို့ပေါက်ကြီးကဝင်၍တကြီးခွင့်ပြုမယ်ဆိုရင်မိုးကနေရွာကိုကျုပ်တို့တွားပြီးဆရာပစ်မယ်ဆရာရဲ့အစွမ်းကိုဟုတ်ပရင်ပဲဖြစ်ဖြစ်ဧကရစ်ပဲဖြစ်ဖြစ်ဘယ်ခံနိုင်မလဲပေါက်ကြီးစကားကြောင့်လားတော့မသိအခန်းထဲမှခြေဆောက်တန်ကကျဲလောင်စွာထွက်ပေါ်လို့လာတစ်ဖြစ်အိမ်ရှိပိုင်းကလူတွေတယောက်မျက်နှာတယောက်ကြည့်ပြီးအိမ်ပေါ်မှဆင်းသွားလေတော့တယ်ရွာထဲကခွေးတွေရဲ့ဆွဆွဲငင်ဥလိုက်တဲ့အတန်ကတက်ကြီးခေါင်းချချိန်အလွန်မှထွက်ပေါ်လို့လာတယ်ရွာလမ်းမမှာအခုလိုအချိန်မပြောနဲ့မောချုပ်စအချိန်တောင်အဖော်မပါပဲဟိုအိမ်ဒီအိမ်ကူးရဲတာမဟုတ်ခွေးဥတန်တွေကလည်းအဆက်မပြတ်တချို့တလေတကားဝမှာမဝတ်မရဲလမ်းကြည့်တော့အရိပ်မဲကြီးလမ်းလျှောက်နေတာကိုတွေ့ရတယ်ကိုစိုးကျုပ်တို့ကလေးတွေကိုဒေချာကြည့်ထားနော်ရှင်လဲမအိပ်နဲ့ကျုပ်လဲမအိပ်ဘူးအေးပါဟာကိုစိုးနဲ့မိတီတို့ကလေးက3ယောက်တောင်အငယ်ဆုံးကလေးက3လတာကျမ်းမာရေးကကောင်းတာမဟုတ်ခဏတက်လို့တပည့်ရွာကဆရာစီခဏပြေးရတယ်အကြီး2ယောက်က9နှစ်နဲ့3နှစ်အရွယ်ဆိုတော့ပြဿနာမရှိကျမ်းမာရေးကလည်းတောင်မြည်လို့နေတယ်အရေးထဲကကလေးကချငူကန်တယ်ခွေးဥတန်တွေကမရက်သေးကိုဆိုင်ကထရန်ကိုမိ၍ထိုင်ရင်လက်ထဲ၌ဝစိမ့်တုပ်ကိုကင်ထားတယ်မိတီကလည်းကလေးကိုရင်ခွင်ပိုက်ထားတယ်ခဏကြာတော့ခွေးဥတန်ကရက်လွတ်သွားတယ်ခုမှပဲစိတ်ချရတော့တယ်မိတီရဲ့စိတ်ချရတယ်နော်တော့မနေနဲ့တတိနဲ့အိတ်ရှင်ကအိတ်လိုက်ရင်အတေအတိုင်းအေးပါဟာတနေကုန်တစ်ဆွဲရတာပင်ပန်းတော့အိတ်ချင်တာပေါ့မိမရဲ့မိတီကဘာမှမပြောတော့ကလေးကိုဖြာပေါ်ချရင်အိတ်လိုက်တယ်ကလေးကငိုတော့နှုတ်ကိုပစဝမှာတိတ်ထားပြီးတော့ကလေးကအားရပါရဆိုတော့တယ်ကိုစိုးကတော့ခေါင်းချလိုက်ပြီးကြာခင်မှာပဲဟောက်လို့တောင်နေလေပြီမိတီကကလေးနှုတ်တိုက်ပြီးမကြာခင်မှာပဲသူကိုယ်တိုင်အိတ်ချင်လာတာကိုမထိန်နိုင်တော့ပဲမျက်လုံးမများမေးစင်းလာပြီးမကြာခင်အိပ်ပျော်လို့ကြားတော့တယ်ကလေးမရှိတော့ကလေးမရှိတော့ဆိုရဲ့မိတီရဲ့ရှိုက်ကြီးတငယ်ငိုတန်ကြောင့်ဘေးနီးဝင်းကျင်အိမ်ကလူတွေရောက်လာကြတယ်ဘယ်လိုဖြစ်တာလဲကိုစိုးကျုပ်တို့လည်းညကတတိနဲ့အိတ်တာပါညနဲ့တော့အရန်အိတ်ချင်လာတာနဲ့အိတ်လိုက်တော့မနဲ့လို့တော့ကလေးမရှိတော့ဘူးတို့ရွာလဲစဉ်းစားမရဖြစ်နေပြီတကြီးကိုအကြောင်းသွားကြမယ်နေပါဖိုးထွေးရသွားအကြောင်းကြားလဲအပူပဲတကြီးလဲဘာမှလှုပ်ပေးနိုင်တာမဟုတ်တာကိုစိုးကစိတ်ပြက်လက်ပြက်နဲ့ပြောတော့လူကြီးတချို့ကဒီလိုလဲဘဲဟုတ်ပါမလဲသူလဲမတက်နိုင်တော့လက်ပိုက်ကြည့်နေရတာကျုပ်ဥကျော်တင့်ကိုမတင်ကားဘူးဘာလို့လဲကိုစိုးသူကဟုတ်ဝင်နေတာလေ
ဟုတ်တည်းဆိုတာလူကိုဒုက္ခပေးတယ်မလားကလေးတွေပျောက်တာဥကြော်တက်ဖုတ်မဝင်ခင်ကလေးကပါဆရာနဲ့ထုတ်ဖို့တကြီးကိုပဲစီစဉ်နေတာပါကိုစိုးကတော့လုံးဝကိုမကျေနပ်ဘယ်သူပြဿနာရှာလို့ရှာရမှန်းမသိဘာကြောင့်တောတာတွေဒါထွက်နေလို့နေတယ်စိတ်ထိမ့်ပါကွာငမိုးနဲ့ဒါနိုးတို့နဲ့တိုင်ပင်ပြီးလောက်ကြတာပေါ့ကိုထွေးကဖြောင်းဖြောင်းဖြတ်ဖြတ်ပြောတော့ကိုစိုးကလာကွဒီကောင်နှကောင်ခေါ်ပြီးမောင်ကြည်တဲမှာအရက်သွားတောက်ကြမယ်ပြော၍ပစိုးကိုတူတူပြင်ဝတ်ကကိုထွေးနဲ့အတူထွက်လာကြတယ်ငမိုးကလမ်းမှာအစင်တင့်တွေ့၍ခေါ်လာပြီးဒါနိုးကိုရာထဲလိုက်ခေါ်ရ၏လူစုံတော့မောင်ကြည်တဲမှာချက်အရက်နဲ့မြေပဲလော်ကိုတောက်စားကြရာအတော်ကလေးမူးလို့လာတယ်ငါတမီးလေးကကျမရေးတိတ်မကောင်းဘူးကွဘယ်သူကဘာလို့ဖို့ခိုးတာလဲကွငါအယမ်းဝမ်းနေတယ်ငမိုးကငိုတံပါကြီးနဲ့ပြောတော့ဒါနိုးကငါလည်းမင်းလိုပါပဲကွာငါကပူပူနွေးနွေးခံစားရတာကွငါတော့ဟိုအိမ်မဲကြီးကလူတွေကိုမတင်ကာဘူးဘာဆိုင်လို့လဲကွဆိုင်တာပေါ့သူတို့ကဝိညာဉ်တွေကိုလိုတလိုခိုင်းလို့ရတယ်မလားဒေါ်စိန်အိမ်မက်ကလည်းခုဆိုမှန်လာပြီကိုစိုးကအရက်ဝင်သွားတော့ပို၍သွေးကြွလာတယ်ဒါကြောင့်ငါအိမ်မဲကြီးထဲဝင်ပြီးအပြက်မေးမယ်ကွမလုံနဲ့မင်းဝိညာဉ်ကိုနှုတ်ယူအောင်မယ်သူတို့ကတေမင်းရဲ့တမန်တော်တွေလေခိုးထွေးကပြောတော့ကိုစိုးကမင်းတို့မလိုက်ရဲရင်လေငါတယောက်တည်းတွားရှင်းမယ်ဘာရှင်းမို့လဲသူတို့ကဝိညာဉ်တွေအကြောင်းသိတော့အ ਨੇ ဆုံးကလေးဘယ်မှာရှိလဲသိရမယ်ကိုစိုးဆိုတဲ့ကောင်ကဘာမှကြောက်တတ်တာမဟုတ်ဘူးကိုစိုးကခက်ကြမ်းကြမ်းပြောရင်းမတက်ထားရလိုက်တော့ခနာကိုကရိုင်လို့နေလေတယ်ကိုစိုးကရိုင်ထိုးကထွက်သွားတော့ငမိုးဒါနိုးနဲ့ဖိုးထွေးတို့ကလည်းနောက်မှလိုက်သွားကြတယ်သားသမီးစောကြောင့်ဘာကိုမှမမြင်နိုင်တော့တဲ့ဖခင်တွေရဲ့ရင်ထဲမှာတော့အကြောက်တရားဆိုတာမရှိတော့ပါလေကိုစိုးကအိမ်မဲကြီးချန်ရှိမတည့်ရက်နဲ့အိမ်ထဲသို့ကြည့်နေရာသူ့ဘေးတွင်မိုးကြီးဒါနိုးနဲ့ဖိုးထွေးတို့ရှိနေကြတယ်ကိုစိုးကရှာလေးအာလေးနဲ့အတန်ကုန်ဟစ်အော်လိုက်တယ်အိမ်မဲကြီးထဲမှာပြန်ထူးတန်ဘာမှမကြားရအိမ်ရှင်တို့ကိုစိုးလူမရှိဘူးနဲ့တူပါတယ်ဖိုးထွေးကဆက်၍မခေါ်စီလူ၍ပြောတော့လဲကိုစိုးကမရဘူးကွငါအပြက်မေးမယ်ဒီအိမ်ကြီးကလူတွေကလွယ်တာမဟုတ်ဘူးအခုခုလှုပ်လိုက်မှဖြစ်ဒုက္ခရောက်နေပါမယ်မင်းကြောက်လားဖိုးထွေးကြောက်ရင်ပြန်တော့ကိုစိုးကမရငကိုကလေးကသစောက်ကန်းရှိသူဖြစ်၍ဖြစ်ချင်တာဖြစ်ဆိုသည့်မြင်ရှိသူဖြစ်တယ်လေတံကိုထမ်းမြင့်၍ခေါ်တော်လဲအိမ်မဲကြီးထဲမှလှုပ်ရှားမှုအတန်မကြားရ၍ကိုစိုးကလာကွအိမ်ထဲဝင်ကြမယ်ပြော၍ခြံထဲသို့ဝင်လာရာမိုးကြီးနဲ့ဒါနိုးတို့ကလည်းနောက်မှကြောက်နဲ့လိုက်လာကြတယ်ဂျံဝနဲ့အိမ်မဲကြီးရှိရာကဝန်လမ်းမှာအရှိကြီးဖြစ်တယ်လို့ဂုံးအမြင့်တွင်စောက်ထားသည့်အိမ်မဲကြီးကကုန်းပေါ်တွင်ထီထီကြီးရှိနေသည်ကဝန်လမ်းရဲ့တစ်ဖက်မှာတော့မြက်ခင်းများရှိနေတယ်မြက်ပြင်တို့မှာစိမ့်ဆူရှိလာတယ်ကိုစိုးကဘေးဖက်တို့မကြည့်ပဲတက်ရှောက်လာပေမဲ့မိုးကြီးနဲ့ဒါနိုးကဟိုကြည့်တီကြည့်ရာခြေလန်းတန့်ကရက်သွားတော့မိုးကြီးအားဒါနိုးကမေးလိုက်တယ်မိုးကြီးပြရာကိုဒါနိုးကကြည့်လိုက်ရာကလေးအနီးတွေပါလားရှေ့ကရှောက်နေတဲ့ကိုစိုးကကြားသွားပြီးဘာလဲကွကိုစိုးဟိုမှာကလေးအနီးတွေမလားမြက်ခင်းအဆက်တွင်ဖြန့်လန်းထားသည့်ပစိုးအနီးပိုင်း၃ခုကြောင့်သူတို့အံ့ဩသွားတယ်ငါသားလေးအနီးလဲပါတယ်ဟိုးအနီးပိုင်းကငါပစိုးကွငါတမီလေးပျောက်သွားတဲ့ညကထုတ်ခဲ့တဲ့ပစိုးပိုင်းငါမတ်မိရဲ့သူတို့၃ယောက်လုံးတွေးဆူသွားတယ်ကလေးပျောက်နေတာအိမ်မဲကြီးကလူတွေနဲ့ပတ်သက်နေတယ်ဟုတွေးချင်တယ်ငါထင်တဲ့အတိုင်းပဲအိမ်ထဲမှာကလေးတွေ့လို့ကတော့အ
အပြတ်ရှင်းမယ်ကိုစိုးကကျင်းဝါရင်အိမ်မဲကြီးတကားဝတို့ရောက်လာတယ်တကားဝရောက်တော့အခါအိမ်ရှင်တို့ဘာလို့တလောက်တောင်အော်နေတာလဲဟင်နောက်ကျောကထွက်လာတဲ့အတန်ကြောင့်လဲကြည့်လိုက်ရာချောမောလာပါတိမိမ့်မပြူတူလက်ထဲတွင်ခေါင်ရမ်းပန်းကိုကင်ကာရက်နေတယ်ကိုစိုးကကျုပ်ကလေးပြောက်လို့ဒီအိမ်လာရှာတာပြောလိုက်ရာမိမ့်မပြူကပြုံးလျက်ရှင်ကလေးကဘယ်အရွယ်လဲလှသားအရွယ်လေးကကျမခြံထဲဝင်စော့ပါမလားတခြားနေရာတွားရှာပါလားမိမ့်မပြူစကားကြောင့်ကိုစိုးကဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်မိုးကြီးကမရဲတရဲနဲ့ကျွန်တော်တို့ကလေးတွေလည်းပျောက်နေတယ်ရှင်တို့ကလေးတွေပျောက်တာကျမနဲ့မဆိုင်ဘူးဟိုအနီးတွေမိုးကြီးစကားမဆုံးခင်မိမ့်မပြူကဟိုအဝတ်စတွေကတင်းချိုင်းကကောက်လာတာကျမတို့အိမ်မှာတင်းချိုင်းကပစ္စည်းတွေပဲတုံးတယ်ဗျာရှင်တို့မယုံလို့လားလာအထဲလိုက်ခဲ့မိမ့်မပြူကသူတို့ကိုကြော်ကာအိမ်ထဲသို့ဝင်သွားသဖြင့်သူတို့၃ယောက်လည်းအထဲလိုက်ဝင်ခဲ့တယ်အိမ်ထဲအခန်းတွင်တွေးလိုက်သည့်အရွယ်သူပုံစံသူခေါင်းနဲ့ကြီးများကြောင့်အံ့ဩသွားတယ်ခေါင်းကအလုံးများခေါင်းများရဲ့စပွဲပေါ်၌အယိုးခေါင်းလက်ဖြံရိုးခြေထောက်ရိုးစတာတွေဖယိုဖယဲတင်ထားတယ်သူတို့၃ယောက်မတ်တရက်နေစဉ်အခန်းအနောက်ဘက်မှခြေတံကိုကြားလိုက်ရတယ်ခဏကြာတော့အနက်ရောင်တစ်ဆက်တည်းဝတ်စုံကိုဝတ်ဆင်ထားပြီးခေါင်းဆောင်းထားသည့်အဖွားအိုတူတောင်ဝေးကိုထောက်ကာအခန်းထဲဝင်လာတယ်အဖွားအိုရဲ့ဘုံတရံကိုအနီးကပ်မြင်လိုက်တဲ့အခါကိုစိုးမိုးကြီးနဲ့ဒါနိုးတို့ကအံ့ဩသွားတယ်အတားအရီကတွန့်နေတယ်လို့မျက်လုံးမရှိပဲဟောက်ပတ်ကြီးဖြစ်နေတယ်မိမပြူကဒါကျမအဖွားရှင်တို့မေးစရာရှိတာမေးပြောရာကိုစိုးကမူးတာများပြေသွားတယ်လို့ကြောက်စိတ်ကြောင်ကြက်တီးများချနေတယ်ဘာပြောရှာရှိလဲပြောကြအဖွားအိုကခက်ပြက်ပြက်ပြောရာကိုစိုးကမရဲတရဲဖြစ်ကျွန်တော်တို့ကလေး၃ယောက်အခုခံရလို့ပါအဲ့ဒါဒီမှာများအဖွားအိုကကိုစိုးစကားမဆုံးခင်လက်ကပြ၍မင်းတို့ကလေးတွေရဲ့အဖေတွေလားဟုတ်ပါတယ်အားလုံး၃ယောက်နော်ဟုတ်ကဲ့အဖိုးအိုကတောင်ဝေးကိုထောက်လက်ခိတငိမ်ပြီးမှမင်းတို့ကလေးတွေကိုပြီးငင်တွေခဏခေါ်ထားတာပါဘာမှမဖြစ်ပါဘူးငါစကားမဆုံးသေးဘူးမင်းတို့ကလေးတွေကိုတကယ်ချစ်တယ်ဆိုနောက်ဘယ်တော့မှတို့အိမ်ကြီးစီမလာနဲ့ခြံထဲမှာလည်းဝိငင်တွေရှိတယ်သူတို့ကိုမင်းတို့ကမြင်ရတာမဟုတ်ဘူးသူတို့မကျေနပ်ရင်မင်းတို့ဝိငင်ကိုနှုတ်လို့ရတယ်အဖွားအိုရဲ့စကားတန်တွေကဆွဲဆောင်မှုရှိနေတယ်လို့ကိုစိုးတို့ကလည်းစက်ကွင်းတစ်ခုထဲရောက်နေတယ်လို့ခံစားနေရတယ်မြေမညနေခေါရမ်းပန်းတွားပို့ဖို့မမေ့နဲ့နော်ဟုတ်ကဲ့အဖွားမင်းတို့လည်းတွားတော့ငါမာတာမမေ့နဲ့ရွာထဲမှာဖုတ်ဝင်နေတဲ့အလောင်းရှိတယ်မလားဘယ်စရာမှမထုတ်နိုင်ဘူးအဲ့ဒီကောင်ကိုငါကိုယ်တိုင်လာခေါ်မယ်ဟုတ်ကဲ့ကိုစိုးတို့လည်းပြန်ရန်လက်ထပ်လိုက်စဉ်ခေါင်းနဲ့ကြီးများထဲမှရေမောတံများထွက်လာလျာ၃ယောက်သားတိုင်ပင်ချင်းမရှိပဲတုတ်ချေတင်ပြစ်ထွက်လို့လာတော့တယ်